မင်းရဲ့အဖေကရုတ်တရက်ဖုန်းဆက်ပြီးတားရီအခုချက်ချင်းကောင်မလေးတယောက်ကိုတွားနှက်လိုက်စမ်းမဟုတ်ရင်မင်းအဖေဒုက္ခရောက်တော့မယ်လို့ပြောလာရင်ဘယ်လိုလုပ်မလဲကြမ်းကြံဆိုတဲ့ကောင်လေးခမများမိုးတဲတဲ့မှတ်တိုင်မှာရက်နေတော့သူ့ဖေစီကနေဗီဒီယိုကောက်ဝင်လာတာပါအဖေလှုပ်တဲ့သူကဒန်ယာရီဘရာပွားနဲ့အဲ့ဒီလိုပြောတော့သူကအဖေနောက်နေတယ်ပဲထင်နေတာပေါ့ဒါပေမဲ့အဖေကတေချာပေါက်အတီးကြီးပြောနေတာပါအဲ့ဒီအချိန်မှာပဲကားတစ်စီးကသူ့ကိုရွှေ့ရည်ပတ်သွားတယ်ကားပေါ်မှာကသူ့ကောင်မလေးနဲ့လူချမ်းသာကောင်တစ်ယောက်ကောင်မလေးကသူ့ကိုအတုံးမကျဘူးဆိုပြီးအပြက်ဖြတ်သွားလေရဲ့ကျန်းချန်ခမများရီးစားပစ်ခံရလို့ငိုနေတော့သူ့ဖေကဖုန်းထက်ဆက်လာတယ်တကယ်တော့သူ့ဖေကအကျွေးတွေပက်လဲဝိုင်းပြီးပြောင်းနေတာ3လလောက်ရှိပြီလေအခုမှဘဲကနေဘလို့ဖုန်းဆက်လာတာလဲပေါ့ဖုန်းကင်လိုက်တော့သူ့ဖေပြောလာတဲ့စကားကြောင့်သူလန့်သွားတယ်သူ့ဖေကတခြားလောကကိုရောက်သွားတာတဲ့အခုလက်ရှိသွေးမိတ်စာကိုင်းမှာအောက်ခြေတပည့်ဖြစ်နေပြီးတခြားကိုင်းတွေကလာတိုက်နေလို့အသက်အန္တရာယ်ကြုံနေရပြီလို့ဆိုတယ်ဒီလိုနဲ့သူ့ဖေကတာအဖစနစ်တစ်ခုကိုယထာပြီးတာဖြစ်တဲ့သူကကဘာမြေမှာမစ်ရှင်တစ်ခုလုံးမှာစနစ်ကပွင့်มาလို့ရှင်းပြတယ်ချက်ချင်းပဲကျန်းချန်ရဲ့ဖုန်းမှာစနစ်မစ်ရှင်ကြလာတယ်မစ်ရှင်က3မိနစ်အတွင်းမိန်းကလေးတစ်ယောက်ကို3စက္ကန့်ကြာအောင်နမ်းရမယ်မအောင်မြင်ရင်တာအဖ2ယောက်လုံးအဆုံးသတ်သွားမယ်တဲ့ကျန်းချန်ခမများယူကျင်သွားတယ်ရီးစားနဲ့ကခုလေးတင်ပြထားတာလေးဘသူ့ကိုတွားနှမ်းရမလဲပေါ့ဟိုဘက်ကဘာကအဖေကလည်းအချိန်မရှိတော့ဘူးမြင်မြင်လို့ဆိုပြီးអော်နေတယ်ဒီအချိန်မှာကျန်းချန်လန်တစ်ဖက်မှာထီလေးဆောင်ပြီးရက်နေတဲ့ကောင်မလေးတစ်ယောက်ကိုလှမ်းမြင်လိုက်တယ်သူမကတက္ကသိုလ်ရဲ့နာမည်ကြီးအလှပိုင်ရှင်ရှန်ချင်းဟန်ပါနှစ်တွေအကြာကြီးနေလာတာတောင်စကား3ခွန်းထက်ပိုမပြောဘူးတဲ့ကောင်မလေးပေါ့ဒါပေမဲ့တေးရရှင်ရဖြစ်နေတော့သူလည်းမထူးဆက်ခင်ပြီးကောင်မလေးစီပြေးသွားလိုက်တယ်ပြီးတော့တောင်းပန်ပါတယ်ဆိုပြီးဆွဆွဲနှမ်းလိုက်တော့တယ်နှမ်းလိုက်တာနဲ့စနစ်ကပွင့်သွားပြီးဟိုဘက်ကဘာကသူ့အဖေလည်းအစွမ်းတွေတဟုန်ထိုးတက်လာပြီးအသက်ဘေးကနေလွတ်သွားတယ်ဒီဘက်မှာတော့ကျန်းချန်ကကောင်မလေးကိုလန့်ပြီးတောင်းပန်ဖို့လုပ်နေတော့ကောင်မလေးကပြုံးပြီးနင်းလဲနိုးထလာပြီးပဲလို့ပြောလိုက်ပါတော့တယ်ကျန်းချန်ကကျောင်းရဲ့အလှပိုင်ရှင်လေးကိုအတင်းနှမ်းပြီးနောက်မှာကောင်မလေးကသူ့ကိုစိုက်ကြည့်ပြီးခုနကလိုစွမ်းရည်မျိုးနှင်းစီမှာထက်ရှိသေးလားလို့မေးလာတယ်သူကတခါတည်းပဲလို့ဖြေလိုက်တော့ကောင်မလေးကဒီကိစ္စကိုဘယ်သူမှမပြောဘူးနဲ့နောက်တစ်ခါအဲ့ဒီလိုစွမ်းရည်တွေထွက်လာရင်သူ့စီချက်ချင်းလာခဲ့ဘူးမဟုတ်ရင်ခန္ဓာကိုယ်ထဲကစွမ်းရည်တွေပေါက်ကွဲပြီးဒုက္ခရောက်သွားမယ်လို့သတိပေးသွားလေရဲ့ကျန်းချန်ခမများကျောင်းရဲ့အလှပိုင်ရှင်ကလည်းဟိုဘက်ကဘာကလူတွေလိုစွမ်းရည်တွေအကြောင်းပြောနေလို့ကြောင်းတောင်ဖြစ်ကြံခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲသူ့ရှိမှာစနစ်နဲ့သမီးလေးပေါ်လာတယ်တာအဖစနစ်ရဲ့ချိတ်ဆက်မှုအောင်မြင်သွားပြီတဲ့စီမင်းကတော့ရှင်းပါတယ်တားဖြစ်သူကဒီဘက်ကဘာမှာပတ်စံသုံးသမျှဟိုဘက်ကဘာကအဖေဖြစ်သူစီကိုစွမ်းရင်ဖြစ်ရောက်သွားမယ်အဖေဖြစ်သူကဟိုဘက်ကဘာမှာအဆင့်တွေတက်ပြီးမစ်ရှင်တွေအောင်တိုင်းဒီဘက်ကတားဖြစ်သူစီကိုပတ်စံနဲ့အထူးစွမ်းရည်တွေပြန်ရောက်လာမယ်တဲ့ပြောနေရင်တက်လက်နေတဲ့စနစ်ကနေတတိပိချက်ဝင်လာတယ်သူ့အဖေကဟိုဘက်ကဘာမှာရန်သူတွေကိုအပြတ်ရှင်းလိုက်နိုင်လို့စုကြီးအနေနဲ့ကျန်းချန်ရဲ့ဘဏ်အကောင့်တွေကိုမဟုတ်ဘူးရွမ်ငွေတန်းတွေရောက်ဝင်လာတယ်လို့အရာရာကိုဖောက်ထွင်းမြင်နိုင်တဲ့မျက်စိစွမ်းရည်ပါရလိုက်တယ်ကျန်းချန်လည်းချက်ချင်းပဲအဖေဖြစ်သူစီဗီဒီယိုကောက်ပြန်ခေါ်လိုက်တယ်ဟိုဘက်မှာသူ့အဖေကရန်သူတွေကိုအနိုင်ယူပြီးလို့အောင်ပွဲခံနေတာပါတားဖြစ်သူပို့လိုက်တဲ့စွမ်းရည်တွေကြောင့်အင်အားတွေအပြည့်ဖြစ်ပြီးပြိုင်ဘက်တွေကိုအသာလေးရှင်းထုတ်လိုက်နိုင်တာတဲ့ဒါပေမဲ့အဖေလို့သူကအခုမှစတာပဲရှိသေးတယ်သူ့တန်ရာတွေတက်တာဖို့စွမ်းရည်တွေအများကြီးလိုသေးတယ်ဒါကြောင့်တားဖြစ်သူကိုပတ်စံတွေအများကြီးဖြုံးပစ်ဖို့အမိန့်ပေးတော့တယ်ဟုတ်တယ်ကျန်းချန်ရဲ့မစ်ရှင်ကအခုရထားတဲ့ရွမ်တန်းတစ်ယောက်ကိုအကုန်ပြောင်းအောင်တုံးပြရမှာပါမဟုတ်ရင်သူ့အဖေဒုက္ခရောက်တော့မှလေအဆန်တုံးဖို့မစ်ရှင်ရလာတဲ့ကျန်းချန်တစ်ယောက်အကောင်းစားကားတွေပြထားတဲ့ဈေးဝယ်စင်တာကြီးစီတန်းပြေးတော့တာပါပဲဗျာ